သူ့ရဲ့ပထမဆုံးမင်္ဂလာပွဲမှာအမျိုးသားကသူ့ဇနီးလောင်းရဲ့အချစ်ဆုံးတငယ်ချင်းယောက်ျားလေးကသူတို့ရဲ့မင်္ဂလာအိပ်ယာပေါ်မှာအဆက်မရှိထိုင်နေတာကိုတွေ့လိုက်ရပါတယ်သူတို့နှစ်ယောက်ကအရန်ကိုရင်းနှီးလို့တဲ့ပုံစံမျိုးနေကြတာပါအမျိုးသားပေါ်လာတဲ့အချိန်မှာတော့သူတို့ကဟန်ဆောင်ဖုံးကွယ်ဖို့မကြိုးစားခဲ့ကြပါဘူးအမျိုးသမီးကသူ့ကိုရန်စားတဲ့ပုံစံမျိုးနဲ့တောင်ကြည့်လိုက်ပါသေးတယ်အမျိုးသားကသူ့ဒေါသကိုထိန်းချုပ်ထားချိန်မှာဘေးနားကဧည့်သည်တွေကလည်းသူတို့ရဲ့ရိုင်းဆိုင်မှုကိုဝေဖန်နေကြပါတယ်ဘာလို့လဲဆိုတော့မင်္ဂလာဆောင်တဲ့နေ့မှာဘယ်ယောက်ျားလေးမှမင်္ဂလာအိပ်ခမ်းထဲမဝင်သင့်တယ်လို့ဒီလိုပုံစံမျိုးလဲမနေသင့်လို့ပါပဲအမျိုးသားကရှင်းပြဖို့တောင်းဆိုတဲ့အခါအဲ့ဒီအချစ်ဆုံးတငယ်ချင်းဆိုသူကစိတ်ဆိုးသွားတဲ့အောင်ဟန်ဆောင်ပါတယ်သူကသူတို့သမီးကိုလာနှုတ်ဆက်ယုံတက်ပါလို့ပြောပြီးသူတို့ပတ်သက်မှုကိုတန်တရားဝင်ရလောက်အောင်ဘလောက်တောင်ယုံကြည်မှုကင်းမဲ့နေရတာလဲဆိုပြီးလောင်ပြောင်ပါတယ်အမျိုးသမီးကလည်းဘာမှမမြင်တဲ့အပြင်သူ့တငယ်ချင်းဘက်ကနေတောင်ကာကွယ်ပြောဆိုပါသေးတယ်အဲ့ဒီအချိန်မှာအမျိုးသားကမင်္ဂလာတပ်ပုံရိုက်တုန်းကကိစ္စကိုတတိယသွားပါတယ်အဲ့ဒီတငယ်ချင်းကအမျိုးသမီးနဲ့အတူတူတပ်ပုံတွဲရိုက်ဖို့အတင်းအကျပ်လုပ်ခဲ့တာပါသူတို့နှစ်ယောက်ကတကယ်မင်္ဂလာဆောင်တွဲအစ်စ်လိုမျိုးဟန်ဆောင်နေခဲ့ကြတာပါအမျိုးသမီးကလည်းအရန်စိတ်လှုပ်ရှားနေပြီးသူမရဲ့တကယ်တို့သားကိုလုံးဝလိလူရှုထားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကိုအနာကျင်ရဆုံးဖြစ်စေခဲ့တာကတော့အဲ့ဒီတငယ်ချင်းကသူ့လက်ကောက်နဲ့တပုံစံနဲ့တူတဲ့လက်ကောက်ကိုဝတ်ထားတာမြင်လိုက်ရတာပါပဲအဲ့ဒါကသူတို့စတွဲတုန်းကအမျိုးသမီးကသူ့ကိုပေးထားတဲ့လက်ဆောင်ဖြစ်ပြီးသူတို့အချစ်ရဲ့တင်ကြေးတစ်ခုပါသူကအဲ့ဒါကိုယတနာတစ်ခုလို့သဘောထားပြီး3နှစ်တိုင်တိုင်ဝတ်ဆင်ခဲ့တာပါဧည့်သည်တွေကတီးလို့ပြောဆိုလာကြပေမဲ့အမျိုးသမီးကတော့ဂယုမဆိုင်တဲ့ပုံမှာပဲသူမကတငယ်ချင်းဝတ်ထားတာကခင်မင်မှုကိုကိုစားပြုပြီးအမျိုးသားဝတ်ထားတာကအချစ်ကိုကိုစားပြုတာပါလို့ပြောပါတယ်အဲ့ဒါကတန်ဖိုးမရှိတဲ့ကျိုးပေါ်ဆေးပေါ်ချောင်းတစ်ချောင်းတက်ပါလို့တောင်ခိုင်မာပြောလိုက်ပါသေးတယ်အမျိုးသားလုံးဝစိတ်ပြတ်သွားပါတော့တယ်သူမနဲ့အတူရှိနေဖို့အတွက်သူကကို့အမေရင်းကိုတောင်စန့်ကျင်ခဲ့တာပါမီလီယံနာတထေးမိသားစုရဲ့အမွေဆက်ခံသူနေရာကိုတောင်ဆွတ်လွတ်ခဲ့တာပါဒါပေမဲ့အမျိုးသမီးကတော့သူမတငယ်ချင်းစိတ်ဆိုးသွားမှာကိုပဲဂယုဆိုင်နေပါတယ်သူမကအမျိုးသားအနေနဲ့သူမကိုလက်ထပ်ချင်နေဆိုရင်သူတို့ကိုအရင်ဆုံးတောင်းပန်ရမယ်လို့ပြောပါတယ်အမျိုးသားကြီးကျယ်အံ့အားသင့်သွားပါတယ်3နှစ်တိုင်တိုင်သူကသူမအတွက်အရာအလုံးပေးဆက်ခဲ့တာပါသူ့ရဲ့လစာကတ်ကိုသူမစီမံဖို့ပေးထားပြီးလစဉ်30အတွက်ဒေါ်လာ200လောက်ပဲသူယူထားခဲ့တာပါအိမ်မှုကိစ္စတွေကိုလည်းသူအကုန်လုပ်ခဲ့ပါတယ်သူမလိုချင်တာမှန်သမျှကိုဝယ်ပေးဖို့တစ်ခါမှမတုံ့ဆိုင်ခဲ့ပါဘူးဒီမင်္ဂလာပွဲအတွက်ဆိုရင်လည်းသူ့ရဲ့စုဆောင်းငွေတွေအားလုံးကိုတုံးဆွဲခဲ့တာပါအိမ်ကားနဲ့မင်္ဂလာဆောင်မဲ့ဟိုတယ်အရာအားလုံးကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးခဲ့ပေမဲ့အမျိုးသမီးကဘာကိုမှတန်ဖိုးမထားခဲ့ပါဘူးရုတ်တရက်အဲ့ဒီတငယ်ချင်းကသူတို့သားကိုစီကန်းတွေချမှတ်ရမယ်လို့ပြောပြီးခြေထောက်ဆေးဖို့ရေစလုံးတစ်လုံးယူလာပါတယ်အဲ့ဒီလိုလုပ်ရင်အိမ်အောင်ရေးကန်ကောင်းစေတယ်လို့ဆိုပြီးအမျိုးသားကိုသူတို့သမီးရဲ့ခြေထောက်တွေကိုဆေးကြောပေးဖို့အမိန့်ပေးပါတော့တယ်အမျိုးသားကခမ်းမတဲ့ကဧည့်သည်တွေအားလုံးကိုကြည့်လိုက်ပြီးဒီလိုလုပ်လိုက်ရင်မင်္ဂလာခမ်းနားပြီးသွားနိုင်တယ်လို့တွေးကအဆက်ခွဲခံရတာကိုတီးခံပြီးလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့ခြေထောက်ဆေးပေးပြီးတဲ့နောက်မှာတော့တငယ်ချင်းကပို့ပြီးအတိတ်ပဲမရှိတဲ့တောင်းဆိုမှုတစ်ခုကိုလုပ်လာပါတယ်အောက်ကညစ်ပတ်နေတဲ့ရေကိုတောက်ခိုင်းပြီးအဲ့ဒါကသူ့မှာကျယ်ဝန်းတဲ့နှလုံးသားရှိကြောင်းနဲ့ဇနီးဖြစ်သူစီကအရာအလုံးကိုတီးခံနိုင်ကြောင်းတက်တည်ပြတာပဲလို့ပြောပါတယ်ဒါကိုကြားတော့ဧည့်သည်တွေအားလုံးတုံ့လှုပ်သွားကြပါတယ်အများစုကဒါအရန်ကိုစော်ကားလုံးတယ်လို့ပြောကြပေမဲ့အမျိုးသမီးကတော့ခွင့်ပြုပေးထားပါတယ်သူမတငယ်ချင်းကိုတော့ထောက်ခံပေးနေပါသေးတယ်အမျိုးသားလုံးဝစိတ်ပြတ်သွားပါတော့တယ်သူဘာမှမတုံ့ပြန်တာကိုမြင်တော့တငယ်ချင်းကကြိုတင်ပြင်ဆင်ထားတဲ့နောက်ထပ်စာရွက်စာတမ်းတစ်ခုကိုထုတ်လာပါတယ်အဲ့ဒါကမင်္ဂလာသဘောတူစာချုပ်ဖြစ်ပြီးလက်ထပ်ပြီးတဲ့နောက်အမျိုးသားရဲ့ငွေတွေအားလုံးကိုလက်ကျန်ငွေဘယ်လောက်ရှိလဲဘယ်မှာသုံးမလဲမမေးပဲအနံ့ရမယ်လို့တောင်းဆိုထားပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုဝင်မဆွတ်ဖက်ရဘူးဆိုတာနဲ့အိမ်ရဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုတငယ်ချင်းဖြစ်သူကချမှတ်မယ်လို့ပါရှိပါတယ်အံ့ဩစရာကောင်းတာကအမျိုးသမီးကအဲ့ဒါကိုလက်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာရောက်ခမတွေရောက်လာပြီးတငယ်ချင်းဖြစ်သူကိုပြင်းပြင်းထန်ထန်စူပူချင်းမောင်းပါတော့တယ်ဘာလို့လဲဆိုတော့သူတို့ကတမက်လောင်းကိုအရန်သဘောကျနေလို့ပါပြဿနာမရှာဘူးသူ့ကိုတတိပေးလိုက်ကြပါတယ်ရောက်ခမတွေစိတ်လှုပ်ရှားနေတာကိုမြင်တော့အမျိုးသားကသူတို့ကိုအပြင်ထွက်အနားယူဖို့ပြောပေမဲ့တငယ်ချင်းကတော့သူ့ကိုဆက်ပြီးဖိအားပေးနေပါတော့တယ်